မင်္ဂလာပါရှင်တန်တိုင်ချမ်းမြေမှကြိုဆိုပါရရှင်ယခုမိတ်ဆက်ပေးမဲ့ကွက်ကလေးကတော့မန္တလေးမြို့အရှိမြို့သစ်မမဖရင်ထဲမှာတည်ရှိတဲ့2060ကွက်ကလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါရရှင်ဒီကွက်ကလေးကတော့မမဖရင်ကိုမှ115လမ်းအနီးလမ်းသားလေးရလဲကျဲပါရရှင်52လမ်းအနီးမှာတည်ရှိပါတယ်ရှင်ပင်ကျဲလေးကတော့20-60ပေလေးကိုအလှည့်လေးကတော့လူတိုင်းကြိုက်တဲ့မြောင်းလှည့်လေးနဲ့ရမှာဖြစ်ပါတယ်ရှင်စားရစာတန်းလေးကတော့ခရံလေးနဲ့ရရှိမှာဖြစ်ပါတယ်ရှင်ဒီကွက်ကလေးကိုစိတ်ဝင်စားတဲ့ဆိုရင်တော့တန်တအိမ်ချမ်းမြေ39985836လုံးခွန်ကိုဆက်သွယ်ပြီးတော့မြေပြင်ကြီးမဲ့ချိန်တနာရီလေးကြိုဆက်ပေးလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်